မြန်မာတို့ရဲ့ဇန်လာရာသီထဲမှာဧကာဒသမမြောက်လာဟာတပိုရဲလာအကုံရာသီဖြစ်ပြီးအိုထန်ယောက်ျားရုပ်ကိုရာသီရုပ်ဖြစ်သတ်မှတ်ရေးဆွဲပါတယ်။တပိုရဲလာမှာမာကနဲ့ခတ်ဟာလာပြေဝနဲ့ဆန်းရှင်ပြီးတလလုံးမှာရက်ပေါင်း29ရက်ပဲရှိတာကြောင့်တပိုရဲရက်မစုံ29ရက်လို့မှတ်သားကြပါတယ်။အရွယ်စိမ်းနေကြမှာရေရဲတောက်ပွင့်လန်းတက်တဲ့ပေါက်ပန်းလေးပန်းတို့ဟာတပိုရဲလာရာသီပန်းတွေဖြစ်ပြီးမြောက်လေသွေးပြီးခြံအေးလာတဲ့ရာသီနဲ့ကိုက်ညီတဲ့ကောက်သစ္စာပွဲတော်တစ်မျိုးဖြစ်တဲ့ထမနယ်ပွဲတော်ကိုရာသီပွဲဖြစ်ဆင်နွှဲကျင်းပကြပါတယ်။ထမနယ်ဟာကောက်ညင်းကိုနန်းစီမြေပဲအုံတီဂျင်းစာရာတွေနဲ့နေထားတဲ့မြမရိုးရာရာသီစာတစ်ခုဖြစ်ပါတယ်။နေ့စဉ်တပိုရဲလာဇန်ကနေတပိုရဲလာပြင်းနေ့အထိမြန်မာနိုင်ငံနေရာနှံပြားမှာထမနယ်ထူပွဲတွေကိုအာဘာဒီယာကျင်းပလေးရှိပြီးအလူရှင်တဦးတဲ့အကုံကြားခန္ဓာကားစားလို့ရက်ွက်မြို့နယ်ကြီးရွာလိုက်စုပေါင်းကျင်းပကြတဲ့ထမနယ်ထူပွဲတွေအပြင်ပြိုင်ပွဲအဖြစ်လဲကျင်းပလေးရှိတာကြောင့်စိတ်ဝင်စားစရာကောင်းပြီးမြန်မာတို့ရဲ့လက်ရည်တပြင်းနဲ့စီလုံးညီညွတ်မှုစိတ်ဓာတ်ကိုထင်ရှားပေါ်လွင်စေတဲ့ရာသီပွဲတော်တစ်ခုလည်းဖြစ်ပါတယ်ရှင်။မြန်မာတို့ရဲ့ဇန်လာရာသီမှာဒွါဒသမမြောက်နောက်ဆုံးလာဟာတပေါင်းလာမိန်ရာသီဖြစ်ပြီးငါးနှကောင်ရုပ်ကိုရာသီရုပ်ဖြစ်သတ်မှတ်ရေးဆွဲပါတယ်။တပေါင်းလာမှာဥတ္တရာဖလာကူနီနခတ်ဟာလာပြေပေါ်နဲ့ဆန်းရှင်ပြီးတလလုံးမှာရက်ပေါင်း30ရှိတာကြောင့်တပေါင်းရက်စုံ30လို့မှတ်သားကြပါတယ်။အပြင်ရဲ့အကိုင်းခက်တွေမှာရှက်ပြီးပွင့်တတ်တဲ့ဝစ်ဆန်ဝါဝါပွင့်ချက်ဖြူဖြူနဲ့ငွေပြတ်တဲ့သရပီပန်းဟာတပေါင်းလာရဲ့ရာသီပန်းဖြစ်ပါတယ်။တပေါင်းသားကောင်လာများနောင်ဆိုတဲ့အတိုင်းစောင်းအကုံတွေအကူတမှုထူတဲ့ဒီလာမှာမြစ်ချောင်းတွေမှာရေစစ်ပြီးတဲတောင်ဖြူဖြူတွေပေါ်ထွန်းလာသလိုတောင်သူဦးကြီးတို့လေလုံငန်းပြီးလို့အနာယူခြင်းလည်းဖြစ်တာကြောင့်တဲပုံစီဒီပွဲကိုရာသီပွဲဖြစ်ကျင်းပပြုလုပ်ကြပါတယ်။တဲစုမကပွင့်တော်မူပြီးဖြစ်တဲ့မြတ်စွာဘုရားရှင်အပေါင်းကိုအာယုံပြုရင်တဲပုံစီဒီတီထားကိုကွယ်ပြီးလူပွဲဝတ္ထုအဆူဆူကိုစက္ကန့်လူရန်တဲ့တလီကိုရှေးခါကမင်းနဲ့ပြည်သူလက်တွဲပြီးစီစီကားကခန့်ခန့်နာနာကျင်းပခဲ့ကြပေမယ့်ဒီကနေ့ခေတ်မှာမန္တလေးစတဲ့မြန်မာနိုင်ငံချက်ပိုင်းဒေသတချို့မှာပဲကျင်းပကြတော့တယ်လို့သိရပါတယ်။တပေါင်းလာမှာတဲပုံစီဒီပြုလုပ်ပူဇော်တဲ့ဒလီဟာမိမိန်နဲ့ပါသွားခဲ့ပေမယ့်တပေါင်းလာပြည်နေမှာနိုင်ငံတော်မျက်နှာဖြစ်တဲ့နိုင်ငံနဲ့လူမျိုးချက်တည်ဆောင်ရွှေတကုံစီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယပွဲတော်ကိုကြက်ပြန်မကြစီကားတိုင်းမြိုက်စွာဆင်ရင်ကျင်းပနေစေဖြစ်တယ်လို့မြန်မာနိုင်ငံအနှံပြားကဇီဒီပထိုးတီတီမှာလည်းတပေါင်းပွဲတော်အဖြစ်ဖျားပွဲတော်တွေကိုစင်စက်မပြတ်ကျင်းပနေစေဖြစ်ပါတယ်။ဒါပေမဲ့ပကံခေတ်ဓမ္မမဟုတ်ပကံမတိုင်မီခေတ်ကလေးကပေါ်ပေါက်ခဲ့တယ်လို့ယူဆရတဲ့တဲပုံစီဒီပွဲတော်ဟာလည်းရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီးမိမိန်ပြောက်ွယ်လူနေပါဖြစ်နေတာကြောင့်အချိန်မီလက်ဆင့်ကမ်းထိမ့်သိမ်းတင်ပါတယ်လို့တိုက်တွန်းရင်ဒီကနေ့တင်ဆက်ပေးလိုက်တဲ့မြန်မာရိုးရာယဉ်ကျေးမှုဆလရာသီပွဲတော်ရဲ့အကြောင်းကိုဒီမှာပဲရန်နာပါရစေရှင်။